ပြောမရပြောရမရတော့မင်းတို့ကောင်တွေက subscribe လုပ်ဖို့တောင်းဆိုနေရနော် subscribe လုပ်မလုပ်ဖို့တောင်းဆိုနေရမင်းတို့ subscribe လုပ်မယ်ဆို view တွေလည်းကြတာ subscribe လည်းမလုပ်ဘူး subscribe တွေပါပြုတ်လာအမေထမတော့90ခု40ရှိတယ်မင်း40ရှိတယ်ငါ40ရှိနေဘာတော့လောက်ရမှာပြောမင်း live ဆွေးမယ်ငါကောင်းကောင်းလေးလိုက်ဆွေးကြည့်နေငါကြိုးစားနေပြီမင်းတို့ကောင်တွေကွာမင်းတို့ကဒီ channel ကိုမင်း subscribe မလုပ်တော့မရတယ်ဒီ channel ကိုငါစွန့်ပြတော့မှာနော်စွန့်ပြတော့မှာငါရဲ့ဒီ channel က subscriber တွေအတွက်ငါလုပ်ပြီးနေကြတယ်အဲ့တော့မှ subscriber လုပ်တဲ့လူတွေကငါ့ကိုရှော့သွားတာကွာစိတ်ပြက်နော်စိတ်ပြက်တယ်နော်ဒါပေမဲ့မင်းတို့ကောင်တွေကိုငါတခုခွင့်ပေးမယ်ဒီ channel မှာ subscribe လုပ်ကြမလို့ဒီ channel ကတော့ငါစွန့်ပြတော့မယ်လို့လေမဆိုလို့ဒီ channel မှာလည်းဆက်ရအောင်ဒီ channel ကို subscribe လုပ်ကြည့်လုပ်ထားရပါမတော့ subscribe တိုးလေငါပြောလေမင်းကငါ subscribe တခုတိုးရငါပြောလေ subscribe တခုရောငါဝမ်းနေလေနော်ငါရဲ့ channel အစ်စ်လေး heavy RB ဆိုတဲ့ channel ကိုမင်းက subscribe သွားလုပ်ကြနော်ငါတယောက်တစ်စုံတစ်ခုကိုလုံးဝမပြောဘူးငါအားလုံးပြောတယ်နော်ငါ့ကို subscribe ဖြုတ်သွားတဲ့လူ2ယောက်2ယောက်ကိုပြောနေတယ်နော်နောက်တော့48ယောက်ကလည်းငါရဲ့ Cherry RB ဆိုတဲ့ channel လေး subscribe သွားလုပ်လိုက်အဲ Cherry RB ဆိုတဲ့ Cherry RB ဆိုတဲ့ channel ကလည်းငါရဲ့ဒီ channel post မှာ link ချပေးတာနော် link ချပေးထားတယ်အဲ့တော့မင်းတို့ကနေသွားပြီး subscribe လုပ်လိုက်နော်အမှားပါ subscribe ကြတာမင်းတို့ကနေပြငါ report ထုငါမန်ဟာ comment တွေငါတိမင်းဘယ်လိုပဲဖြစ်ဖြစ်ငါ report ထုမှာမင်းတို့ကနေကြည့်နေကြည့်ထားတယ်ငါ report ထုတယ်ငါဒီ channel မှာငါတချင်းဆိုပြန်တယ်မင်းတို့ကဒီ channel မှာတချင်းဗီဒီယိုတင်ဒါပဲငါဆုံးဖြတ်ချက်မင်းတို့ကနေကြိုက်ကြပါမကြိုက်ထောက်သွားတယ်ဒီ channel ကိုငါလုံးဝမလွမ်းတော့အဲ့တော့ဒီနှုတ်လေးချက်တွေမရှိတော့ဗီဒီယိုတင်နှုတ်လေးချက်တွေမရှိတော့မလွမ်းတော့ငါ Hey RB မှာပဲလွမ်းတော့မင်းကဒီ channel မတုံးရင်လည်းထောက်သွားတယ်ဒါပေမဲ့ Hey RB ဆိုတဲ့ channel လေးကို subscribe လုပ်ပြကြ